ဒီနေ့မင်္ဂလာဆောင်အတွက်ပစ္စည်းတွေဝယ်ရမယ်။ကိုဘေးနာကမခွာနဲ့နော်။နေမြေ space ထဲကကြက်ဥတွေကိုလည်းငါထုတ်ရောင်းလို့ရနိုင်လောက်တယ်။ဘာဝယ်ခြင်းလဲ။မုံတွေနည်းနည်းဝယ်ရအောင်။ခဏလောက်စောင့်ဦးနော်။လောလောဆယ်ငွေမလောက်သေးလို့နောက်မှပိုကောင်းတာဝယ်ပေးမယ်။ကျမလက်မခံနိုင်ပါဘူး။အရန်တန်မိုးကြီးလုံးလို့ပါ။ကိုတက်နိုင်ပါတယ်။မင်းသိပ်ပြီးစိတ်ပူစရာမလိုပါဘူး။ဟာဟာငါသိသားပဲ။ကြည်စမ်းသူတကယ်ငေးကြောင်သွားတာ။ကဲပါ။မကြီးကမင်းကိုထပ်မဆတော့ပါဘူး။ကောင်လေးမင်းကတကယ်ကံကောင်းတာပဲ။ကျင်းချံမင်းကတော့ယတနာကိုတူးမိတာပဲ။ကျင်းချံဇနီးကတကယ်ကံကောင်းခြင်းတွေယူဆောင်လာတာပဲ။မင်းတို့နှစ်ယောက်အနာဂတ်မှာတကယ်ကိုကြီးပွားတိုးတက်ကြမှာပါ။ဒီဇနီးမောင်နှံကကျမ်းမာတန်ဆွမ်းနဲ့တားယောက်ျားလေးရမှာ။တေချာပေါက်ကိုချောမောနေမှာပဲ။မင်္ဂလာအချိန်ခါရောက်ပါပြီ။သူတို့သားနဲ့သူတို့သမီးခမ်းမထဲဝင်ကြပါ။မင်္ဂလာမောင်နှံခမ်းမထဲဝင်ကြပါမင်္ဂလာအခမ်းအနားစတင်ပါပြီပထမကောင်းကင်နဲ့မြေကြီးကိုကြော့ပါဇနီးမောင်နှံနှစ်ကိုယ်တူစိတ်တူကိုယ်တူရှိပါစေဒုတိယမိဘဆွေမျိုးများကိုကြော့ပါကောင်းချီးမင်္ဂလာများပြည့်ဝပါစေတတိယအချင်းချင်းအပြန်အလှန်အယိုသေးပေးပါကောင်းကင်ဘုံကဖန်တီးပေးတဲ့ဖူးစာပါသက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေအခမ်းအနားပြီးဆုံးပါပြီမင်္ဂလာဦးအခမ်းထဲဝင်လို့ရပါပြီမင်းခန်းထဲမှာတခုခုအရင်စားထားလိုက်အောင်ကိုမြင်မြန်ပြန်လာခဲ့မယ်ကောင်းပါပြီကျမအခန်းထဲကနေစောင့်နေမယ်နော်တခုခုလိုရင်ကိုလှမ်းခေါ်လိုက်ပါပြန်အိတ်ကြတော့လေလောကောအိမ်မှာရှိလားမရေးဝံကျမကိုရှာနေတာလားအေးခဏနေမျိုးရဲသွားမလို့မင်းသွားမယ်ဆိုရင်အတူတူသွားကြမလားလို့မင်းသွားမယ်ဆိုရင်အတူတူသွားကြတာပေါ့အဖော်လဲရတာပေါ့သွားခြင်းလဲသွားလေအိမ်မှာလဲလုံးเสียရမရှိပါဘူးသွားမှာပါဘယ်အချိန်သွားကြမလဲငါအဝတ်စားသွားလဲလိုက်အောင်မယ်ခဏနေရင်သွားမယ်စောစောသွားတော့စောစောပြန်ရတာပေါ့သွားလဲချိန်ငါစောင့်နေမယ်မျိုးရဲသွားမှာငွေမပါလို့ဘယ်ဖြစ်မလဲဒါလေးယူသွားဝယ်ချင်တာရှိရင်ဝယ်လို့ရတာပေါ့ဒီလောက်အများကြီးမလိုပါဘူးကျမကဒီတိုင်းရှောက်ကြည့်မလို့ပါကြေးပြားအနှင်းငယ်ဆိုလောက်ပါပြီရပါတယ်ယူသွားလိုက်ပါပြန်လာမှကျန်တာတွေထပ်ပေးမယ်နောက်ဆိုအိမ်ကိစ္စတွေကိုမင်းမဲစီမံတော့ရင်နာလိုက်တာဖိုးထောင်းကအဖိုးကြီးနဲ့အဖွားကြီးကသဘောကောင်းပုံရပြီးတော်တော်ဈေးကြီးတာပဲလူကိုအပြင်ပန်းကြည့်ပြီးဆုံးဖြတ်လို့မရဘူးနောက်ဆိုသူတို့စီကမဝယ်နဲ့ပေါ့မဖြစ်ဘူးဒီနေ့ဈေးပေါ်နဲ့ရလာတာကိုသွားကြွားလိုက်အောင်မယ်တခြားလူတွေထပ်ပြီးအလိမ်မခံရအောင်လို့နင်ကမျိုးစေ့ဝယ်မှာမလားနင်သွားနေလေငါမျိုးတကားဝါကနေစောင့်နေမယ်အဲ့ဒါဆိုလဲဂယုစိုက်သွားအောင်ကြက်ဥဝယ်ကြသလားရှင်